Treson Sport အသင်းကဆိုရင်တော့ကိုသမအိုနာနာကိုအငှားစာချုပ်တက်တန်းကိုဆုံးချိန်မှာအပိသက်ခေါ်ယူနိုင်ဖို့ကြိုးပမ်းအားလုံးပဲမင်္ဂလာပါဒီဆိုတဲ့ Sport Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Dorige Club Treson Sport အသင်းကဆိုရင်တော့ကိုသမအိုနာနာကိုအငှားစာချုပ်တက်တန်းကိုဆုံးချိန်မှာတော့အပိသက်ခေါ်ယူနိုင်ဖို့ကြိုးပမ်းလျက်ရှိရလို့သိရပါတယ်။ကိုသမအိုနာနာကဆိုရင်တော့မန်ယူအသင်းကနေ Treson Sport အသင်းကိုအငှားစာချုပ်နဲ့ပြောင်းရွှေ့လာပြီးတဲ့နောက်၄ဘွဲပါဝင်ကစားခဲ့ရမှာဂိုးမပေးရတဲ့ပွဲ2ပွဲပါဝင်ခဲ့ပြီးတော့အကောင်းဆုံးလက်စွမ်းပြကစားနိုင်တာကြောင့် Treson Sport အသင်းကတာဝန်ရှိသူတွေကသူ့ကိုအပိသက်ခေါ်ယူနိုင်ဖို့ဆန္ဒရှိနေရလဲဖြစ်ပါတယ်။ဒါပြင် Treson Sport အသင်းနီးပြဖာတီတက်ကီကတော့ကိုသမအိုနာနာရဲ့စွမ်းဆောင်ရည်ဖြင့်အသင်းသစ်မှာလာရောညီထွေနေထိုင်နိုင်တဲ့အတွက်သူ့ကိုနှစ်သက်အားရပြီးတော့အပိသက်ခေါ်ယူနိုင်ဖို့အသင်းတာဝန်ရှိသူတွေကိုတိုက်တွန်းထားပါတယ်။ဒါပေမဲ့မန်ယူအသင်းနဲ့ Treson Sport အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်မှာကိုသမအိုနာနာကိုအပိသက်ရောင်းချနိုင်ခွင့်အချက်ကိုထည့်သွင်းချုပ်ဆိုထားခြင်းမရှိပေမဲ့လည်းအငှားစာချုပ်တက်တန်းကိုဆုံးချိန်မှာအပိသက်ခေါ်ယူနိုင်ရေးမန်ယူအသင်းနဲ့ဆွေးနွေးဖို့အသင်းရှိနေတယ်လို့သိရပါတယ်။ကိုသမအိုနာနာဆိုရင်တော့2023-2024ဘောလုံးရာသီကအင်နာမီလန်အသင်းကနေပြီးတော့မှပေါင်48တန်းနဲ့မန်ယူအသင်းကိုပြောင်းရွှေ့ရောက်ရှိလာပြီးတော့ပြီးခဲ့တဲ့အပြောင်းရွှေ့ကာလက Treson Sport အသင်းထံကိုအငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားခဲ့ရလဲဖြစ်ပါတယ်။ Treson Sport အသင်းကဆိုရင်တော့အခုဘောလုံးရာသီမှာပြည်တွင်းအမှတ်ပေး10ပွဲပါဝင်ကစားထားပြီးတော့9ပွဲနိုင်2ပွဲတည်တပွဲရှုံးရလက်နဲ့အဆင့်1နေရာကိုရပ်တည်နေရလို့သိရပါတယ်။ဒဏ်ရာပြဿနာတွေကြောင့်ကစားသမားဘွားကနေအနားယူဖို့စဉ်းစားမိကြောင်းမန်စီးတီးအသင်းခန့်ဆဲကစားသမားဂျွန်စတုန်းပြောကြားမန်စီးတီးအသင်းခန့်ဆဲကစားသမားဂျွန်စတုန်းကတော့ဒဏ်ရာပြဿနာတွေကြောင့်ကစားသမားဘွားကနေအနားယူဖို့စဉ်းစားမိကြောင်းပြောကြားခဲ့ပါတယ်။အသက်30နှစ်အရွယ်ရှိပြီဖြစ်တဲ့မန်စီးတီးအသင်းနဲ့အင်္ဂလန်အသင်းခန့်ဆဲကစားသမားဂျွန်စတုန်းက2024-2025ဘောလုံးရာသီကခြေချောင်းနဲ့တကောကြောဒဏ်ရာတွေရရှိပြီးတော့ပရီးမီးယားလိ17ပွဲသာပါဝင်ကစားခဲ့ရပြီးအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေကိုလည်း2024ခုနှစ်အောက်တိုဘာလကတည်းကပါဝင်ကစားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။အခုကမှဆိုရင်တော့အော်တိုဘာလ10ရက်နေ့မှာအင်္ဂလန်အသင်းရှင်ပြိုင်ကစားမယ်ဝေးအသင်းနဲ့ခြေစံပွဲစဉ်အော်တိုဘာလ14ရက်နေ့မှာလက်စပီးယားအသင်းနဲ့ရှင်ပြိုင်ကစားမယ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာပြန်လည်ပါဝင်လာပြီးတော့မန်စီးတီးအသင်းမှာလည်းပွဲထွက်ကစားခွင့်9ပွဲရရှိထားလည်းဖြစ်ပါတယ်။ဂျွန်စတုန်းကဆိုရင်တော့ပြီးခဲ့တဲ့ဘောလုံးရာသီကကျွန်တော်တို့အတွက်အခက်ခဲခဲ့ပါတယ်။ဘောလုံးကစားတာတွေကနေအနားယူဖို့ထိပါစဉ်းစားမိခဲ့ပါတယ်။ကျွန်တော်ဒီလိုမလုပ်ချင်ခဲ့ပါဘူး။ကျွန်တော်အတွက်တော့ professional ကစားသမားဖြစ်နေအရာရာတိုင်းကိုအစွမ်းကုန်စ조사ချင်ပါတယ်။အနားယူဖို့စဉ်းစားမိတဲ့အချိန်တိုင်းကရှင်သန်နေထိုင်ဖို့ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ဂျွန်စတုန်းကဆိုရင်တော့2016-2019ဘောလုံးရာသီကအေဗာတန်အသင်းကနေပြောင်းရွှေ့လာပြီးတဲ့နောက်မန်စီးတီးအသင်းအတွက်တရားသီးမှာအနည်းဆုံးပရီးမီးယားလိပွဲပေါင်း30ခန်းပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကဆိုရင်တော့အခုဘောလုံးရာသီမှာပရီးမီးယားလိ9ပွဲကစားထားပြီးတော့4ပွဲနိုင်1ပွဲတည်2ပွဲရှုံးရလက်ရရှိထားပြီးတော့အမှတ်ပေးစရာအဆင့်9နေရာမှာရပ်တည်နေရလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကဆိုရင်တော့လာမယ့်နိုင်ငံတကာပြိုင်ပွဲတွေအပြီးအော်တိုဝါလာ18ရက်နေ့မှာအေဗာတန်အသင်းကိုအိမ်ကွင်းမှာပရီးမီးယားလိပွဲစဉ်ရှိပြီးကစားသွားမှာဖြစ်ပြီးတော့အော်တိုဝါလာ22ရက်နေ့မှာဆိုရင်တော့ဗီလာရီယယ်အသင်းကိုအဝေးကွင်းမှာချန်ပီယံလိပွဲစဉ်3အဖြစ်ရှင်ပြိုင်ကစားရမှာဖြစ်တယ်လို့လည်းသိရပါတယ်ဗျာ။